မင်္ဂလာပါရှင်ဒီနေ့မြောက်ရီမျိုးရဲ့ကုန်းမြင့်တာယာဈေးထဲမှာဈေးသွားဝယ်ခဲ့ပါတယ်ကဲဈေးထဲမှာဘာတွေရှိလဲဆိုတာတူတူလိုက်ကြည့်လိုက်ကြရအောင်နော်ဈေးထဲမှာတော့အသားငါအတီးအနှံဟင်းတီးဟင်းရွက်အစုံရှိပါတယ်ဟိုနာငချောက်ဆိုင်လေးဟာဆိုရင်ရခိုင်ကအမလာရောင်းတာပေါ့နော်ဝယ်လို့လည်းရန်ကောင်းနေရှင်ဟုတ်ဒီနေ့ကျွန်တော်ကချက်သားအာလူးနဲ့ဘူးတီဟင်းခါချက်မှာဆိုတော့ဘူးတီလေးတစ်စိမ့်ဝယ်လိုက်ပါမယ်နော်ပြီးတော့အာလူးလိုက်ရှာမအဲ့ဒါဗမာအာလူးလားအော်ဗမာအာလူးလို့တင်တာဟုတ်ဗမာအာလူးမရဘူးအဲ့တော့နောက်တစ်ဆိုင်သွားရှာမယ်နော်အိမ်ကအမကအာလူးဆိုရင်သူကဗမာအာလူးမှစားတာဆိုတော့လိုက်ရှာကြည့်မယ်နော်နောက်တဲ့ဆိုင်ရှိသေးရဲ့ရှင်ကျွန်တော်ဝယ်နေကြဆိုင်လေးဒီဆိုင်လေးလည်းဝယ်လို့ကောင်းတယ်ဆိုင်ရှင်အရင်သဘောကောင်းတယ်ပေါ့နော်မလားဗမာအာလူးလားလူရပဲကဲဗမာအာလူးမရှိဘူးဆိုတော့လေယူရီးယားအာလူးပဲဝယ်လိုက်တော့မယ်ဒီဘက်မှာတော့ဟိုဘက်ကန်နဲ့ဟိုဘက်ကန်ကအတီးအရွက်တွေပစ္စည်းတွေပဲပို့ပြီးပို့တာပေါ့နော်အောက်ဘက်ကလမ်းကြောင်းတိတ်မကောင်းဘူးဆိုတော့ရပါပြီအာလူးလေးလုံးဘယ်လောက်ကြာမလဲကြည့်ကြည့်မယ်နော်2000ကြပါတယ်အာလူးလေးလုံးကဲပြန်လာပါပြီဘာတွေပါခဲ့လဲဆိုတော့ဘူးဒီ1000နဲ့တစ်စိတ်ပြီးတော့ရင်အာလူးက2000ပို့ကြက်ပေါင်1ကီလိုဝယ်ခဲ့ပါတယ်ဒါလေးကတော့ရိုစီမအတွက်အယိုးပြုတ်ကျွေးမယ်နော်ရိုစီကိုအဆုံးလေးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်